မင်္ဂလာပါ Touch by ဟိုနိုခမြန်မာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တွေ့မီရမိတ်ဆွေတို့ကိုဤပညာနဲ့ဇိမ်ခံပစ္စည်းတွေပေါင်းဆက်ထားတဲ့ထူးခြားဆန်းပြတဲ့ကဘာတစ်ခုစီကိုခေါ်ဆောင်ပေးတော့မှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေ့မှာတော့ကဘာဈေးအကြီးဆုံးဖုန်း၅လုံးအကြောင်းကိုပြောပြပေးသွားမှာပါဒီဖုန်းတွေကကြတော့ရိုးရိုးဖုန်းတွေနဲ့မတူဘဲနဲ့သူကလက်ရမြောက်တဲ့အမှုပညာပစ္စည်းတွေလိုပါပဲကဲနံပါတ်5ကနေပြီးတော့စလိုက်ကြရအောင်ဖြစ်စမမြောက်နေရာမှာရှိနေတာကတော့ Govit Revolution ပဲဖြစ်ပါတယ်ဒီဖုန်းကိုဆွစ်ဇာလန်အခြေစိုက် Govit ကုမ္ပဏီကနေပြီးတော့ထုတ်လုပ်ထားတာပါဒီဖုန်းရဲ့ကိုယ်တွေကကြတော့ဒီစိတ်နှွေးရွှေတွေနဲ့တစားစင်ထားပြီးတော့နိုင်ပုံစံဒီဇိုင်းဖန်တီးထားတာကတကယ်ကိုမှထူးကြပါတယ်သူ့ရဲ့ဈေးနှုန်းကကြတော့ဒေါ်လာ4,8,8150လောက်ရှိပါတယ်စတောက်တဲ့နေရာမှာရှိတာကတော့ Grazo Lazarlet Baker Jackpot ပဲဖြစ်ပါတယ်ဒီဖုန်းကို Grazo ဆိုတဲ့ကုမ္ပဏီကနေပြီးတော့ထုတ်လုပ်ထားတာပါဒီဖုန်းရဲ့နောက်ကျောဘက်မှာ200တက်တန်းရှိတဲ့အာဖရိကတစ်မာကိုအသုံးပြုထားပါတယ်ဖုန်းရဲ့ခလုတ်လေးတွေကိုတော့နီလာကြောင်း24လုံးနဲ့ပြုလုပ်ထားပြီးတော့စုစုပေါင်း210ကာရက်ရှိပါတယ်ဈေးနှုန်းလေးကတော့ဒေါ်လာ1တန်းတန်ကြေးရှိပါတယ်တတိယနေရာကိုရောက်ရှိနေတာကတော့ Diamond Credo smartphone လေးပဲဖြစ်ပါတယ်ဒီဖုန်းလေးကရုရှားက VK Mobile ကနေပြီးတော့ဖန်တီးထားတာပါဒီဖုန်းရဲ့ကိုယ်ထဲမှာစိန်အမြောက်ကိုမြုပ်နှံထားပါတယ်အဖြူရောင်စိန်အလုံး90နဲ့အပြရောင်စိန်10လုံးပါဝင်ပါတယ်ပြီးတော့ဒီဖုန်းလေးရဲ့လုံခြုံရေးအတွက် encryption technology ကိုလည်းအသုံးပြုပေးထားပါတယ်ဈေးနှုန်းလေးကဒေါ်လာ1.3 တန်းကျတင်ပါတယ်ဒုတိယနေရာကိုရောက်ရှိလာတာကတော့ iPhone 3G King Button ပဲဖြစ်ပါတယ်ဒီဖုန်းကို Australian Jeweler Peter Horizon ကဒီဇိုင်းထုတ်ထားတာပါ18ကာရက်အဝါရောင်အဖြူရောင်ပန်းရောင်ရွှေတွေနဲ့ပြုလုပ်ထားပါတယ်အထူးခြားဆုံးကကြတော့သူ့ရဲ့ home button မှာ 6.6 ကာရက်ရှိတဲ့ရှားပါးစိန်ကြီးတစ်လုံးကိုမြုပ်နှံထားတာပါပဲသူ့ရဲ့ဈေးနှုန်းကတော့ဒေါ်လာ1.5 တန်းရှိပါတယ်ကဲနောက်ဆုံးတော့ပထမနေရာမှာရှိတဲ့ကမ္ဘာဈေးအကြီးဆုံးဖုန်းမျိုးစားကိုရောက်ရှိလို့လာပါပြီဒီဖုန်းမျိုးစားလေးကတော့ Flacon Supernova iPhone 6 Pink Diamond ပဲဖြစ်ပါတယ်ဒီဖုန်းလေးက American ဇိမ်ခံပစ္စည်းကုမ္ပဏီ Flacon ကနေပြီးတော့ထုတ်လုပ်ထားတာပါဒီဖုန်းက iPhone 6ကိုအခြေခံထားပြီးတော့သူ့ရဲ့နောက်ကျောမှာကြီးမားတဲ့ Pink Diamond ကိုမြုပ်နှံထားရပေါ့နော်ပြီးတော့ဒီဖုန်းလေးက Platinum နဲ့ပြုလုပ်ထားပြီးတော့24 carat ရွှေအလွှာလည်းပါဝင်ပါတယ်သူ့ရဲ့ဈေးနှုန်းလေးကတော့အမှန်ကန်ပါပဲဒေါ်လာ48.5 တန်းတန်ကြီးရှိပါတယ်ကဲဒါတွေကကမ္ဘာဈေးအကြီးဆုံးဖုန်း၅လုံးအကြောင်းကိုပြောပြပေးတော့တာပဲဖြစ်ပါတယ်ဒီဖုန်းတွေကိုကြည့်ပြီးတော့ပိုင်ဆိုင်ကျင်လိုက်တာလို့စိတ်ကူးနေတယ်ဆိုရင်တော့အဲ့ဒီစိတ်ကူးကိုဖျောက်ပြပလိုက်ပါဘာလို့လဲဆိုတော့ဒီဖုန်းတွေကပတ်စံရှိရင်တော့မှလူတိုင်းကင်လို့မရပါဘူးသမီးတို့ရဲ့ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like share subscribe တွေလုပ်ပေးတော့မမေ့ပါနဲ့နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်